Yama Pidake Auto Dhamma Tengani Baliya Sedo Barakanda Rupa Kandetu Avyayata Dhamadi Madhika Brata Atang Vivasandena Bhagavata Gatang Avyagata Dhamma Vaitharado Vivasaitawa Devida Dhamma Bidake Bande Dhamma Tengani Avyagata Dhamma Devadata Atang Vivasandena Bhagavata Kadami Dhamma Avyagata Yatami Dhammaye Kama Vasarada Kudalata Kamata Gatata Upasitata Vibhakam Sakuvinyana Upana Hoti Umekata Gata Rupa Ramana Dadame Dhammaye Pado Hoti Vedana Hoti Tinya Hoti Sedana Hoti Seidan Hoti Di Eva Madina Sa Sedu Bada Gandhi Rupa Gandhi Sa Kadami Dhamma Avyagata Kunala Kunala Nam Dhamma Nam Vibhaka Kama Vasara Rupa Vasara Arupa Vasara Abariya Pana Vedana Kano Tinya Kano Sankara Kano Vinyana Kano Yesa Dhamma Kiriya Niva Kudala Nasa Kama Vibhaka Samin Sarupa Adengata Sadadu Ime Dhamma Vyagatadi Eva Madina Sa Avyagata Dhamma Vaitharado Vivasaitawa Devida Avidama Bidaka Dhammateni Barido Sedu Barakanda Ne Rupa Kanda Ronai Avyagata Dhamma Hudo Kudala Dehi Tongu Myao Pyedo Boi Ane Devego Jeduen Pwempiya Romugo Pavenyu Nyaswarya Dekeni Avyagata Deyarogo Avedo Lenje Wevan Yui Hojaro Muge Vadani Ngasin Abhidhamma Bidaka Dhamma Tengani Bali Dowe Avyagata Dhamma Hudo Madhika Depoyi Ajevitara Bada Bhadani O Pumpya Vivano Mudo Dhavenyu Myaswa Vyadi Seidu Bada Kanda We Kadami Dhamma Avyagata Yatami Dhammaye Kama Vasarada Kudalata Kamata Gatata Upasitata Vibhakam Sakuvinyana Upana Hoti Upekata Agata Rupa Ramana Asashiti Che Vibhasai 36 ပါးတို့ကို၎င်းကရိယာစိတ်20တို့ကို၎င်းတပါးတပါးလင်ဓမ္မဝဝဌာနဝါဒသင်္ဃဝါဒသုံးညတဝါဒအတိဟုသောဝါဒကြီး3ပါးတို့ဖြင့်အကျယ်ဖွင့်ပြဝေဖန်တော်မူအပ်ပါသည်ယူမကန္တ၌တိကတမေဓမ္မာဗျာဂတာKudala Nam Dhamma Nam Vibhaka Kama Vasara Rupa Vasara Arupa Vasara Abariya Pana Sashiti Che Avyagata Mido Vibhakariya Yung Nibbān Duko Ajin Jau Tangkai Bhava Phien Pho Pya Pi Len Tavan Rupa Nahetu Mewa Ahetu Kamewa Sashiti Che Yung Avyagata Ko Dabasi Vivandoni 54 ပါးဖြင့်၎င်းယုတ်အပြာဂတကိုနှစုထား၍ဝိပန္နောနိတရား4ပါးဖြင့်၎င်းယုတ်အပြာဂတကိုသုံးစုထား၍ဝိပန္နောနိပေါင်းတရား3နည်းဖြင့်၎င်းယုတ်အပြာဂတကို4စုထား၍ဝိပန္နောနိပေါင်း22နည်းဖြင့်၎င်းယုတ်အပြာဂတကို5စု5ဘုံ6စု6ဘုံ9စု9ဘုံYesu 10 ပုံ9စု9ပုံ10စု10ပုံ11စု10ပုံထား၍ဝေဖန်သောဤတစ်ပါးစီအားဖြင့်၎င်းဤလျောက်စွာပြီးသောအချင်းအရာဖြင့်အပြာဂတအမည်ရသောဝိပနာမေခန္ဓာကရိယာနာမေခန္ဓာယုတ်နိဗ္ဗာန်တရားတို့ကို
သာပင်ညူမြတ်စွာဘုရားအကျယ်အားဖြင့်ဝေဖန်ဟောကြားတော်မူအပ်ပါကုန်၏ဘုရားဣဒာနိယဟုသောဘုဇနာသာသုတ္တဝရိယသင်္ကိတအင်္ဂုတ္တနိကာယတော်ပိကာနိစိသောတာနိဥဒ္ဒရိတဝါပတိပု္ပ္ပာမိသင်္ကိတေယဟုသောအင်္ဂုတ္တနိကာယေသရုကနိပါတေမဟာဝေကေတတိယံပါရိယသုတ်တံဘဂဝါတာကာထကာရဝကေတမေဝတ္ထုသမေကချင်းသဘာတိတံဝေသာလီယံဗန္ဒီပါတိယံလိသဝေအာရဘဘာတိတံပါတိယောဗန္ဒီလိသဝေဘဂဝန္တံဧတရောသဥဒ္ဓမေဓမ္မတေမာယာဝီသမနောဂောတမောအာဝတ္တနေမာယံသာနာတိယာယဣညာဒိဋ္ဌိယနံသာဝကံသာဝကေအာဝတ္တေတိယေတိဗန္တိဝမဟန္တုမာယာဝီသမနောဂောတမောအာဝတ္တနေမာယံသာနာတိယာယဣညာဒိဋ္ဌိယနံသာဝကေဝိနေတိတိပေယလာအနဘေကာတုကာမဟိမယံဗန္တိဘဂဝန္တံတိသံသမိဗန္တိဝတ္ထုသမိဧထတုံမေပတ္တိယမာအနုသဝေနာမာပရံပရာယမာဣတိကိရာယမာပိတကသံဗရာနေနမာတေကဟေတုမာနိယဟေတုမာအာကာရဝိတကေနမာဒိဋ္ဌိနိသနေခန္တိယမာဘဗရူပတာယမာသမနောနောကရုတိယရာတုံမေပတ္တိယဇာနိယအတ္တနာဝဇာနိယထာဣမေဓမ္မာအကုသလာဣမေဓမ္မာသာဝဇာဣမေဓမ္မာဝိညုကရဟိတာဣမေဓမ္မာသမတ္တာသမာဒိနာအဟိတာယဒုက္ခယသံဝတ္တန္တိအထတုံမေပတ္တိယပသဟိယထာတိဧဝမာဒိနာဗန္တိဘဂဝတာဘာတိတံယခုခါ၌လူများကြမြင်ဘုသူတ္တတို့ပွားစေရန်လုံးငါဤသတ္ထသင်္ဃာနာမဟာဓမ္မသဘင်၌သင်္ဃာနာတင်္ဂရီဖြစ်သောအင်္ဂုတ္တနိကေမှာလည်းအချို့သောသုံးများကိုထုတ်ဆောင်ငါပြန်လီ၍မင်းများဝံသင်္ဃာနာတင်္ဂရီဖြစ်သောအင်္ဂုတ္တနိကေသရုကနိဗ္ဗမဟာဝေနာ၏သုံးခုမြောက်ဖြစ်သောဗာတိယမြည်သောသုတ်တံတရားဒေသနာတော်ကိုဘုန်းတော်၆ပါးနှင့်ပြည့်စုံတော်မူသောသာပင်ညုမြတ်စွာဘုရားသခင်သည်ဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအကြောင်းအတုပါတိကြောင့်ဘယ်သို့သောချင်းရာခြင်းဟောကြားတော်မူခဲ့ပါသနည်းငါခြင်းဝေသာလီပြည်အယဝေဗာတိယလိသဝီမင်းကိုအကြောင်းပြု၍ဟောကြားတော်မူအပ်ပါသည်သာဝိညုမြတ်စွာဘုရားဝေသာလီပြည်မဟာဝုံတော်ရဝေတရင်သုံးနေတော်မူသောအခါဗာတိယအမည်ရှိသောလိသဝီမင်းသည်ဘုရားထံမှသွားရောက်၍ယုသေးစွာဥညွတ်ရှိခိုးပြီးလည်းလျောင်းပါသောရ၌ထိုင်နေ၍ဥဒ္ဓမေဓမ္မန္တိမာယာဝီသမနောဂောတမောအစရှိသည်ဖြင့်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားတပည့်တော်ကြားရသောတည်င်းစကားမှာယဟန်ကြီးဂေါတမသည်မျက်လက်အတ္တကိုတန်သောပုဂ္ဂိုလ်ဖြစ်သည်အာဝတ္တနီခေါ်ဆိုသောမျက်လက်အတ္တကိုသိသောပုဂ္ဂိုလ်ဖြစ်သည်ယင်းအာဝတ္တနီအမည်ရှိသောမျက်လက်အတ္တဖြင့်သာသနာပြင်းမှဒိဋ္ဌိတို့၏တပည့်များကိုလှိပြား၍သိမ်းသွင်းလေရှိသည်ဟုပြောကြားတည်င်းစကားပြောကြားသည်ကိုကြားရဘူးပါသည်ဘုန်းတော်ကြီးများတော်မူလာသောမြတ်စွာဘုရားအကျဉ်ပုဂ္ဂိုလ်တို့သည်ယဟန်ကြီးဂေါတမသည်မျက်လက်အတ္တကိုတန်သောသူဖြစ်သည်အာဝတ္တနီအမည်ရှိသောမျက်လက်အတ္တကိုသိသောသူဖြစ်သည်ယင်းအာဝတ္တနီမျက်လက်အတ္တဖြင့်သာသနာပြင်မှာဒိဋ္ဌိတို့ဤတပည့်များကိုသိမ်းသွင်းလှိပြား၍ခေါ်ဆောင်လေရှိသည်ဟုပြောဆိုကြပါသည်ထိုပုဂ္ဂိုလ်တို့သည်မြတ်စွာဘုရား၏ပြောစကားကိုပင်အတုလိုက်၍ပြောသောပုဂ္ဂိုလ်တို့ဖြစ်ကြပါသလောတပည့်တော်တို့သည်ရှင်တော်ဘုရားကိုမဆွဆွဲလိုပါဗျာဟုလျောက်ထားခဲ့ပါသည်ထိုခါသဗ္ဗညုမြတ်စွာဘုရားကဧထတုံမေပတ္တိယမာနုသဝေနမာဣတိကိရာယမာပရံပရာယအစရှိသည်ဖြင့်
ဗန္တိယလိစ္ဆဝီမင်းလာကြကုန်သင်တို့သည်တစ်ဆင့်စကားအကြားယုံမျှဖြင့်ဧကံမမယူကြပါကုန်လေဗန္တိယလိစ္ဆဝီမင်းသင်တို့သည်အကျဉ်အခါ၌ဤတရားတို့သည်ကအကုသိုလ်တရားတို့သည်ဤတရားတို့သည်အပြည့်ရှိသောတရားတို့သည်ဤတရားတို့သည်ပညာရှိတို့ကဲ့ရဲ့အသောတရားတို့သည်ဤတရားတို့သည်အပြည့်အစုံသောတည်အပ်သည်ရှိသောအစည်းပွားမဲ့အလို့ငါရှင်ရဲ့တရားပွားများရန်အလို့ငါဖြစ်၏ဟုကိုယ်တိုင်ကိုယ်ကြသိမြင်ကြကုန်၏ထို့သို့ကိုယ်တိုင်ကိုယ်ကြသိမြင်သောအခါမှာထိုတရားတို့ကိုပယ်ကြပါကုန်ဗန္တိယလိစ္ဆဝီမင်းယခုငါဘုရားမေးမြည်စကားကိုအသင်မြည်သို့မှတ်တင်သည်လောဘတရားသည်ပုဂ္ဂိုလ်၏တဏ္ဍံဝယ်ဖြစ်ပွား၍လာခဲ့သည်ရှိသောစည်းဝါအလို့ငါဖြစ်ပါသလောအစည်းဝါမဲ့ဖို့ယံဖြစ်ပါသလောဟုမေးမြန်းတော်မူပါသည်အဟိတယဗန္တိဘုံတော်ကြီးမြတ်တော်မူလာတော်မြတ်စွာဘုရားလောဘတရားသည်အစည်းဝါမဲ့ဖို့ယံသာဖြစ်ပါသည်ဗျာဟုပြန်ကြားလျောက်ထားသောအခါသဗ္ဗညုမြတ်စွာဘုရားကလောတော်ပနာယံဗတ္တိယပုရိသပုဂ္ဂလောအစရှိသည်ဖြင့်ဗတ္တိယလိစ္ဆဝီမင်းလောဘဖြင့်တမ်းမဲ့သောပုဂ္ဂိုလ်သည်ထိုလောဘဖြင့်နှိစ္စအထဝဉ္ခြင်းကုန်ခံစေအပ်သောကုသိုလ်စိတ်ရှိသည်ဖြစ်၍သူအသက်ကိုလိသ၏သူဥစ္စာကိုလိကိုယူ၏သူမြတ်သားမယားကိုလိလွန်ကျူ၏မူသာစကားကိုလိပြောဆို၏သူတစ်ပါးကိုလိထိုပါဏာတိပါဒအဒိဏရံကာမေသူမိစ္ဆာစာရမူသာဝါဒအမှုပြုလုပ်ဖို့ရန်တိုက်တွန်း၏ယင်းလိုကိုယ်တိုင်ပြုလုပ်ခြင်းတိုက်တွန်းခြင်းအမှုသည်ထိုပုဂ္ဂိုလ်၏အဖို့ရန်ရှိလျားစွာသောနိညင်ပါလုံးအစည်းဝါမဲ့ဖို့ရန်ဒုက္ခတရားဆင်းရဲတရားပွားများဖို့ရန်သာလင်ဖြစ်သည်မဟုတ်လောဟုမေးမြန်းတော်မူသောအခါဧဝံဗန္တိဤအတိုင်းမှန်ပါကြောင်းပြန်ပြောင်းလျောက်ထားသည်တွင်သဗ္ဗညုမြတ်စွာဘုရားကဗန္တိယလိစ္ဆဝီမင်းယခုငါဘုရားမေးမြည်စကားကိုအသင်မြည်သို့မှတ်ထင်သဘောရပါသနည်းဒေါသတိ၎င်းမောဟတိ၎င်းဘုံကိုဤအစ္ဆဒသန္တံဝေဖြစ်ပွားလာသည်ရှိသောအစည်းအပွားတိုးပွားဖို့ရန်အစည်းအပွားမဲ့ဖို့ရန်အဘယ်လိုငါဖြစ်ပါသနည်းဟုမေးမြန်းလာသောအခါစည်းပွားမဲ့ဖို့ရန်ဖြစ်ပါကြောင်းပြန်ပြောင်းလျောက်ထားခဲ့ပါသည်အာမင်းကြီးမြတ်စွာဘုရားကဗတ္တိယလိစ္ဆဝီမင်းမောဟဖြင့်တွေးဝေးသောပုဂ္ဂိုလ်သည်ထိုမောဟဖြင့်လွန်မှုနှိစ္စကုသိုလ်တရားတို့ကိုပုံခံစေရသောသိရှိသည်ဖြစ်၍ပါဏာတိပါဒမှုကိုလိပြုရာ၏အဒိဏရံကာမေသူမိစ္ဆာစာရမုသာဝါဒမှုကိုလိပြုရာ၏သူတစ်ပါးကိုလိထိုပါဏာတိပါဒအဒိဏရံကာမေသူမိစ္ဆာစာရမုသာဝါဒမှုကိုပြုလုပ်ဖို့ရန်သောက်တည်သေးရာ၏ယင်းလိုကိုယ်တိုင်ဒုစရိုက်ပြုခြင်းသူတစ်ပါးကိုသောက်တည်စေခြင်းသည်ထိုပုဂ္ဂိုလ်အဖို့ရန်ရှိလျားစွာသောနိညင်ပါလုံးအစည်းအပွားမဲ့ဖို့ရန်ဆင်းရဲတရားပွားဖို့ရန်သာဖြစ်သည်မဟုတ်လောဟုမေးမြန်းသည်တွင်ဧဝံဗန္တိထိုအတိုင်းမှန်ပါကြောင်းပြန်ပြောင်းလျောက်ထားပါသည်ထိုကသဗ္ဗညုမြတ်စွာဘုရားကဗတ္တိယလိစ္ဆဝီယခုငါဘုရားမေးမြည်စကားကိုသင်မြည်သို့မှတ်တင်သည်ဤဆိုအပ်ပြီးသောလောဘဒေါသမောဟတရားတို့သည်ကုသိုလ်တို့လေလောအကုသိုလ်တရားတို့လေလောဤသို့မေးမြန်းသောအခါအကုသိုလ်တရားဖြစ်ပါကြောင်းပြန်ပြောင်းလျောက်ထားသည်တွင်အပြစ်ရှိသောတရားအပြစ်မရှိသောတရားတို့တွင်မြည်သည့်တရားဟူ၍အသင်မှတ်ထင်ယုံကြည်ပါသည်ဟုမေးမြန်းတော်မူပြပါသည်အပြစ်ရှိသောသာဝတ္တတရားဖြစ်ကြောင်းပြန်ပြောင်းလျောက်ထားသည်တွင်ပညာရှိတို့ကဲ့ရဲ့အပ်သောတရားပညာရှိတို့ချီးမွမ်းအပ်သောတရားနှစ်ပါးတွင်အဘယ်သို့အသင်သဘောကျပါသည်ဟုမေးမြန်းလာသောအခါပညာရှိတို့ကဲ့ရဲ့အပ်သောသဘောတရားဖြစ်ကြောင်းပြန်ပြောင်းလျောက်ထားခဲ့ပါသည်ဗတ္တိယလိစ္ဆဝီယခုငါမေးမြည်စကားကိုသင်မြည်သို့မှတ်ထင်သည်ထိုလောဘဒေါသမောဟတရားတို့ကိုအပြည့်အစုံမိမိတဏ္ဍဝေသောက်တည်စေအပ်ကျင့်ကြံပွားများအပ်သည်ရှိသောရှိလျားစွာသောနေခြင်းပါလုံးအစည်းအပွားမဲ့ဖို့ရန်ဆင်းရဲတရားပွားဖို့ရန်ဖြစ်ပါသလောသို့မဟုတ်အစည်းအပွားတိုးဖို့ရန်ချမ်းသာတရားတိုးဖို့ရန်ဖြစ်ပါသလောဤရာဝေစဉ်ဤစိတ်တဏ္ဍမည်သို့အကြံမည်သို့အသိဖြစ်ပါသည်ဟုမေးမြန်းတော်မူပါသည်
ထိုကဗတ္တိယလိသဝိမင်းကဘုံတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားထိုလောဘဒေါသမောဟတရားစုသည်မိမိတဏ္ဍဝေပြည့်စုံသောက်တည်အပ်ပွားများအပ်သည်ရှိသောအစီအပွားမဲ့ဖို့ရန်သာဖြစ်ပါသည်ဟုတပည့်တော်ကိုယ်တိုင်သိသဘောကျဖြစ်ပါသည်ဘုရားဟုပြန်ပြလေပြန်ကြောင်းပြန်ကြလျောက်ထားခဲ့ပါသည်ဘုရားသဗ္ဗညုမြတ်စွာဘုရားကဣတိခောပတ္တိယယန္တံတေဟောသုံးမအစရှိသည်ဖြင့်ဗန္တိယလိသဝိမင်းသင်အားငါဘုရားတို့သည်ဩပတ္တိယလိသဝိမင်းတို့အသင်တို့သည်လူတစ်ဖက်သားပြောစကားအမျှဖြင့်ဧကံဧကမယုံကြည်ကြပါကုန်နဲ့အကျဉ်အခါကိုယ်တိုင်ပင်လင်ဤတရားစုကအကုသိုလ်တရားအပြစ်ရှိသောတရားပညာရှိတို့ကဲ့ရဲ့အပ်သောတရားဆောက်တည်လင်အကျိုးမဲ့အစီအပွားမဲ့ကိုဖြစ်စေတတ်သောတရားဆင်းရဲတရားကိုဖြစ်စေတတ်သောတရားဟုကိုယ်တိုင်သိကုန်ကြထိုအခါထိုတရားစုကိုပယ်ကြကုန်လောဟု၍ငါဘုရားပြောခဲ့သည်မှာဤအနဲ့အဓိပ္ပာယ်ကိုပင်ကြည်၍ပြောကြပါသည်ဗန္တိယလိသဝိမင်းတို့လာကြကုန်ပင်တို့သည်တဆင်စကားပြောစကားဖြင့်ဧကံဧကမယုံကြည်ကြပါကုန်လေအကျဉ်အခါ၌အသင်တို့ကိုယ်တိုင်ပင်လင်ဤတရားစုကကုသိုလ်တရားသည်ဤတရားစုကအပြစ်မရှိသောတရားစုသည်ဤတရားစုကပညာရှိတို့ချီးမွမ်းအပ်သောတရားသည်ဤတရားစုကကိုယ်တိုင်အပြည့်အစုံဆောက်တည်အကျင့်သုံးအပ်သည်ရှိသောစီးပွားတရားများများသိသောငါချမ်းသာတရားများများဖို့ရန်ဖြစ်ပေါ်၏ဟုကိုယ်တိုင်သိကုန်ကြထိုခါထိုတရားစုကိုမိမိသဏ္ဍာန်၌ပြည့်စုံစေ၍နေကြကုန်ဗန္တိယလိသဝိယခုငါဘုရားမေးမြည်စကားကိုသင်မြည်သို့မှတ်တင်သဘောကြသည်ဤလောက၌ဘုံဘုံသတ္တဝါဤတဏ္ဍဝေအလောဘခေါ်သောလောဘကင်းမှုတရားသည်ဖြစ်ပေါ်လာခဲ့သည်ရှိသောအစီအပွားများဖို့ရန်ဖြစ်ပေါ်သလောအစီအပွားရုပ်လျောဖို့ရန်ဖြစ်ပေါ်သလောဟုမေးမြန်းတော်မူသောအခါအစီအပွားများဖို့ရန်ဖြစ်ပါကြောင်းပြန်ပြောင်းလျောက်ထားသည်တွင်အလုံးသောပနာယံဗတ္တိယဝိရိတပုဝလောအစရှိသည်ဖြင့်ဗတ္တိယလိသဝိမေမတတ်မဲ့သောပုဂ္ဂိုလ်သည်လောဘဖြင့်အနှိမ့်ဆက်မခံရပဲထိုလောဘဖြင့်ကုသိုလ်စိတ်တွေကိုထဝန်းခြင်းကုန်ခံစေအောင်အလောင်းအမြိုက်မခံရပဲဘာနာတိပါဒာအာဒိဏဒါနာကာမေသူမိစ္ဆာသာရမုသဝါဒတိဟုသောဒုစရိုက်၄ပါးကိုကိုယ်တိုင်လိမပြုရသူတစ်ပါးကိုလိထိုဒုစရိုက်တို့ကိုပြုဖို့ရမဆောက်တည်စေရင်တို့ကိုယ်တိုင်လိဒုစရိုက်မှုမပြုသူတစ်ပါးကိုလိမဆောက်တည်ခြင်းမဆောက်တည်စေခြင်းသည်ထိုပုဂ္ဂိုလ်အဖို့ရန်ရှိလျားသွားသောညင့်နေပါလုံးအစီအပွားများဖို့ရန်ချမ်းသာတရားပွားဖို့ရန်ဖြစ်သည်မဟုတ်လောဟုမေးမြန်းတော်မူသည်တွင်ဧဝံဗန္တေဤအတိုင်းမှန်ပါကြောင့်ပြန်ပြောင်းလျောက်ထားခဲ့ပါသည်ထိုအသူအဒေါသတရားကို၎င်းအမောဟတရားကို၎င်းမေးမြန်းတော်မူသောအခါ၌လေဤနည်းပင်ပြန်ကြလျောက်ထားခဲ့ပါသည်ထိုအခါသဗ္ဗညုမြတ်စွာဘုရားကတံကိမညထဗတ္တိယဩဗတ္တိယလိသဝိမေယခုငါဘုရားမေးမြည်စကားကိုသင်မြည်သောမှထင်ပါသည်ယခုပြောဆိုအပ်ပြီးသောအလောဘအဒေါသအမောဟတရားအစုသည်ပုဂ္ဂိုလ်သဏ္ဍာန်၌ဖြစ်ပေါ်လာသည်ရှိသောကုသိုလ်တို့လေလောအကုသိုလ်တို့လေလောဤသို့မေးမြန်းသောအခါကုသိုလ်တရားတို့ဖြစ်ကြောင်းပြန်ပြောင်းလျောက်ထားပါသည်အပြစ်ရှိသောတရားအပြစ်မရှိသောတရားတို့အဘယ်တရားဟု၍အသိယုံကြည်မှထင်ပါသည်ဟုမေးမြန်းသောအခါအပြစ်မရှိသောအနဝဇ္ဇတရားဖြစ်ကြောင်းပြန်ပြောင်းလျောက်ထားပါသည်ပညာရှိတို့ကဲ့ရဲ့အချီးမွမ်းအပ်သောတရားနှမျိုးတို့အဘယ်တရားဖြစ်သည်ဟုမေးမြန်းသောအခါပညာရှိတို့ချီးမွမ်းအပ်သောတရားဖြစ်ကြောင်းပြန်ပြောင်းလျောက်ထားခဲ့ပါသည်အပြည့်အစုံကိုသံဃာဝေထိုအလောဘအဒေါသအမောဟတရားတို့ကိုဆောက်တည်စေအပ်ပွားများအပ်သည်ရှိသောရှိလျားစွာသောညင့်နေပါလုံးစီးပွားတရားများများဖို့ရန်ချမ်းသာတရားများများဖို့ရန်ဖြစ်ပေါ်သလိုသို့မဟုတ်အစည်းပွားမဲ့ဆင်းရဲတရားပွားများဖို့ရန်ဖြစ်ပေါ်သလိုဤရဝဲသင်ဤစိတ်အကြံစိတ်တဏ္ဍသင်ဤတဏ္ဍဝဲစိတ်အကြံမည်တို့ဖြစ်သည်ဟုမေးမြန်းတော်မူလာသောအခါထိုအလောဘအဒေါသအမောဟတရားစုသည်အပြည့်အစုံဆောက်တည်အားပွားများအပ်သည်ရှိသောထိုဆောက်တည်ပွားများသောပုဂ္ဂိုလ်အားရှိလျားစွာသောညင့်နေပါလုံးအစီအပွားများဖို့ရန်ချမ်းသာတရားပွားဖို့ရန်သာဖြစ်ပါကြောင်း
ဤသို့တပည့်တော်သဘောကြပါကြောင့်ပြန်ပြောင်းလျောက်ထားသည်တွင်အဘိညုမြတ်စွာဘုရားကဣတိခောဗတ္တိယယန္တတေဟောဆိုမှဧထတုံမေဗတ္တိယမှာနုဿဝေနအစာရှိသည်ဖြင့်ဗတ္တိယလိစ္ဆဝီဗတ္တိယလိစ္ဆဝီတို့လာကြကုန်အသင်းတို့သည်သူတစ်ဖက်သားပြောယုံမြဖြင့်ဧကံဧကမယုံကြပါကုန်လေအကျဉ်းအခါ၌မိမိတို့ကိုယ်တိုင်ကိုယ်ကြဤတရားစုကားကုသိုလ်တရားအပြစ်မရှိသောတရားပညာရှိတို့ချီးမွမ်းအပ်သောတရားဆောက်တည်ပွားများလို့ရှိလင်စီးအပွားများစေနိုင်သည့်တရားချမ်းသာတရားပွားစေနိုင်သည့်တရားဟုကိုယ်တိုင်သိမြင်ကြကုန်၏ထိုအခါထိုသို့သဘောရှိသောတရားကိုမိမိတို့တဏ္ဍဝဲကိုယ်စီကိုယ်ငါပြည့်စုံ၍နေကြကုန်ဟုသောအကျဉ်းစကားကိုငါဘုရားပြောဆိုခဲ့၏ထိုစကားကိုဤအ내အတိတ်ပဲဤဆိုအပ်ပြီးသောအလောဘအဒေါသအမောဟတရားသုံးပါးကိုပင်သင်ကြီးညွှန်၍ဆွဲ၍ပြောဆိုအပ်ပါသည်ဗတ္တိယလိစ္ဆဝီဤလောက၌နှလုံးပျော်ပြောင်းသူတော်ကောင်းစင်စစ်ဖြစ်တော်မူကြသောပုဂ္ဂိုလ်တို့သည်ထင်ရှားရှိကြပါကုန်သည်ထိုသူတော်ကောင်းစင်စစ်ဖြစ်ကြသောပုဂ္ဂိုလ်တို့သည်မိမိတို့၏တပည့်သာဝကကိုဧတွံမောပုရိသလောဘံဝိနေယဝိဟရာဟိလောဘံဝိနေယဝိဟရံတောနလောဘသံကမ္မံဂရိတတိကာယေနဝါစာယမနတာအစရှိသည်ဖြင့်ဘိုးအမောင်ယောက်ျားလာပါလောအသင်သည်လောဘကိုပယ်ရှား၍နေပါဒေါသကိုပယ်ရှား၍နေပါမောဟကိုပယ်ရှား၍နေပါလွန်ကျူးပြုလုပ်ခြင်းတည်းဟူသောသာရမ္ဗတရားကိုပယ်ရှား၍နေပါလောဘကို၎င်းဒေါသကို၎င်းမောဟကို၎င်းသာရမ္ဗတရားကို၎င်းပယ်ရှား၍နေသည်ရှိသောလောဘကြောင့်ဖြစ်သောမကောင်းမှုအကုသိုလ်ကံဒေါသကြောင့်ဖြစ်သောမကောင်းမှုအကုသိုလ်ကံမောဟကြောင့်ဖြစ်သောမကောင်းမှုအကုသိုလ်ကံသာရမ္ဗကြောင့်ဖြစ်သောမကောင်းမှုအကုသိုလ်ကံကိုကိုယ်လုံးနှလုံးသုံးပါးတို့တွင်တပါးပါဖြင့်မြပြုတော်မူမဟုတ်၍မိမိတို့၏တပည့်သာဝကကိုဤသို့သောက်တည်စေပါသည်ဟုဤလျောက်စွာပြီးသောအခြင်းအရာဖြင့်ဗတ္တိယမြည်ရသောဤသုဒ္ဓံဒေသနာတော်မြတ်ကိုဝေသာလီပြေရဝဲဗတ္တိယလိစ္ဆဝီမင်းကိုအကြောင်းပြု၍အပင်ညူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရားဣမိတ္တာသာပါဏအာဟုသောဓမ္မဒေသနာယဒေသိတာယဗာရိယတာလိစ္ဆဝိတာဣရိသောဓမ္မကမနာနိသံသောအဓိကတောကထင်္စနံဘဂဝါအနုယုံစိတ်တဝါတံဝသနာဝိနိဝေထေတိဣမိတ္တာဗန္ဒေဓမ္မဒေသနာယဒေသိတာယဗန္ဒီယတလိစ္ဆဝိတဟောနပတ္တိဖလသင်္ခါတောဓမ္မသဝနာနိသံသောအဓိကတောအပိနုတာဗတ္တိယဧဝံဝသံဧဟိတွံဧဟိမေတွံဗတ္တိယသာဝကောဟောဟိအံတထဘဝိတာမိတိဧဝမာတိနာသနံဗန္တိဘဂဝါပတိပုစိတ်တဝါသမနုယုံစိတ်တဝါတံဝသနံဝိနိဝေထေတိဤတရားဒေသနာတော်ကိုသဗ္ဗညုမြတ်စွာဘုရားကဟောကြားတော်မူအပ်သည်ရှိသောဗာရိယမြည်တော်လိစ္ဆဝီမင်းသည်အဘယ်သို့သောတရားနာခြင်း၏အကျိုးအာနိသင်တုကိုရရှိခဲ့ပါသနည်းဘုံတော်ကြောင့်ပါနှင့်ပြည့်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသခင်ကလည်းသောဗာရိယလိစ္ဆဝီမင်းကိုအဘယ်သို့လင်းပြန်လန်းစစ်ဆေးတော်မူ၍ယဟန်ကြီးဘောရမသည်အာဝတ္တနီမာယာမီသောဖြာယောင်လေစားသောအတ္တပညာကိုတတ်သည်ထိုအတ္တပညာဖြင့်အညာဒိဋ္ဌိယမီသောအညာဒိဋ္ဌိယဖြစ်သောတပါးသောဂိုင်းဝင်တတိသာဝကတို့ကိုဖြာယောင်ဆက်ဆွဲဆောင်သိမ့်သွင်းသည်ဟူ၍မဟုတ်မတရားပြောဆိုသောထိုစကားကိုအဘယ်သို့လင်းဖြစ်ခြင်းတော်မူခဲ့ပါသနည်းငါရှင်ဤဗတ္တိယသုဒ္ဓံမြည်ရသောဓမ္မဒေသနာတော်ကိုဟောတော်မူပြီးသည့်အဆုံးဝဲဗတ္တိယလိစ္ဆဝီမင်းအားဟောနာပတ္တိဖို့ဒီဟုသောတရားနာရခြင်းအကျိုးအာနိသင်တုကိုရရှိအပ်ပါပြီသည်အကျိုးအာနိသင်ကိုရရှိသည့်အတိုင်း
ဗန္ဒီယလိစ္ဆဝီမင်းသည်ဒေသနာတော်ပြီးဆုံးလာသောအခါဘေကန္တံဗန္ဒီဘေကန္တံဗန္ဒီအစာရှိသည်ဖြင့်သာပင်ညူမြတ်စွာဘုရားတန်၌တရဏဂုံခံယူခဲ့ပါသည်လောကုတ္တရာတရဏဂုံခံယူပြီးသည်ရချမဲ့၌သာပင်ညူမြတ်စွာဘုရားကအပိနုတံဗတ္တိယဧဝံအဝဆံဝဆရှိသည်ဖြင့်ဗန္ဒီယလိစ္ဆဝီသင်ကိုငါဘုရားကဧိမေတွံဗတ္တိယသာဝကောဟိဗတ္တိယလာလို့သင်သည်ငါဤသာဝကတပိဖြစ်ပါငါသည်သင်ဆရာဖြစ်ပါမည်ဟုသင်ကိုငါဘုရားကပြောကြပါသလိုဟုမေးမြန်းတော်မူပါသည်နောဟေတံဗန္တိယင်းသို့မပြောကြပါကြောင်းပြန်ပြောင်းလျောက်ထားသည်တွင်ဧဝံဝါဒိခောမံဗတ္တိယဧဝံမေခယင်ဧကေသမဏဗျာမနာအစရှိသည်ဖြင့်ဗန္တိယလိစ္ဆဝီဤသို့ယထာဓမ္မအကုသိုလ်တရားကိုအကုသိုလ်တရားပြီးပြီးကုသိုလ်တရားကိုကုသိုလ်တရားပြီးပြီးပယ်အမည်တရားကိုပယ်ရှားရမည်ပွားများရမည်တရားကိုပွားများရမည်ဟု၍ယထာဘုဒ္ဓဖြစ်သောတရားကိုဟောကြားလေရှိသောငါဘုရားကိုပင်လင်အချို့သောယဟန်သုံးပါးတို့ကမဟုတ်မလျာမူသာစကားဖြင့်မာယာဝိသမနောဂေါတမောယာညီဂေါတမသည်မျက်လိအတတ်ကိုတန်သောသူသည်အာဝတ္တနိယမည်ရှိသောမျက်လိအတတ်ကိုသိသောသူသည်ယင်အာဝတ္တနိမျက်လိအတတ်ဖြင့်သာသနာပြင်ပဒိဋ္ဌိတို့၏တပည့်များကိုသိမ့်သွန်းလှိပြဆွဲဆောင်လေရှိသည်ဟု၍မဟုတ်မလျာပြောဆိုကြပါသည်ဟုသာပင်ညူမြတ်စွာဘုရားမိန့်ကြားတော်မူလက်လေလင်ဗန္ဒီယလိစ္ဆဝေသည်ဗတ္တိကာဗန္တိအာဝတ္တနိမာယာကလျာဏီဗန္တိအာဝတ္တနိမာယာအစရှိသည်ဖြင့်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားရှင်တော်ဘုရား၏အာဝတ္တနိမာယာဟု၍သာသနာပြင်ပပုဂ္ဂိုလ်တို့ပြောဆိုသည့်ဓမ္မဒေသနာတော်သည်အလွန်ကောင်းလှပါပေ၏အပြစ်ကင်းစင်လှပါပေ၏ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားတပည့်တော်ချစ်ခင်အပ်သမျှသောဆွေမျိုးသားချင်းအပေါင်းတို့သည်ဤတရားဒေသနာဒီဟုသောအာဝတ္တနိမာယာဖြင့်လိပြသိမ့်သွန်ခံရကုန်သည်ဖြစ်တပည့်တော်ချစ်ခင်အပ်သမျှသောဆွေမျိုးအပေါင်းတို့၏ရှိလျာစွာသောနေညင်ပါလုံးစီဝါတရားပွားများဖို့ရန်ချမ်းသာတရားပွားများဖို့ရန်သာလင်ဖြစ်ပါသည်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားလုံးစုံသောခတ္တိယဂိုင်းဝင်ပုဂ္ဂိုလ်အပေါင်းဗျာမနဂိုင်းဝင်ပုဂ္ဂိုလ်အပေါင်းဝိဇ္ဇာဂိုင်းဝင်ပုဂ္ဂိုလ်အပေါင်းသုဒ္ဓဂိုင်းဝင်ပုဂ္ဂိုလ်အပေါင်းတို့သည်ဤအာဝတ္တနိမာယာဟု၍သာသနာပြင်ပပုဂ္ဂိုလ်တို့ဆွဆွဲသည့်ဓမ္မဒေသနာဖြင့်လီပြဆွဲဆောင်အဆုံးအမကိုခံယူရသည်ဖြစ်ပါအလုံးစုံသောမင်းအပေါင်းဘုံနာအပေါင်းတကြွယ်အပေါင်းဆင်းရဲသားအပေါင်းတို့အားရှိလျာစွာသောညစ်နေပါလုံးဇီဝတရားပွားများဖို့ရန်ချမ်းသာတရားပွားများဖို့ရန်သာလင်ဖြစ်ပါတော့၏ဟုပြန်ကြလျောက်ထားသည်တွင်သာပင်ညူမြတ်စွာဘုရားကဧဝမေတံဗတ္တိယဧဝမေတံဗတ္တိယအစရှိသည်ဖြင့်ဗန္ဒီယလိစ္ဆဝီသင်ပြောသည့်အတိုင်းမှန်လာပေ၏အလုံးစုံသောခန္တီယဂိုင်းဝင်ပြမနာဂိုင်းဝင်ဝိသဂိုင်းဝင်သုဒ္ဓဂိုင်းဝင်မင်းအပေါင်းပုံနာအပေါင်းတကြွယ်အပေါင်းဆင်းရဲသားအပေါင်းတို့သည်သာသနာပြင်ပဘာယရကပုဂ္ဂိုလ်တို့ကအာဝတ္တနိမာယာဟု၍ဆွဆွဲအလွဲပြောဆိုအပ်သည့်ဤတရားဒေသနာဖြင့်အကုသိုလ်တရားပယ်ရှားဖို့ရန်ကုသိုလ်တရားပြည့်စုံစေဖို့ရန်ဆွဲဆောင်ဆုံးမအပ်သည်ဖြစ်ပါအလုံးစုံသောမင်းအပေါင်းပုံနာအပေါင်းတကြွယ်အပေါင်းဆင်းရဲသားအပေါင်းတို့အားပင်လင်ရှိလျာစွာသောညင့်နေပါလုံးအစီအပွားများဖို့ရန်ချမ်းသာတရားတိုးဖို့ရန်သာလင်းဖြစ်ပါတော့၏ဗန္ဒီယလိစ္ဆဝီကာမဝဆရဏပြည်၅ဓာတ်နှင့်တကွဝသဝတ္တိမမင်းပြည်နှင့်တကွယမပြည်20နှင့်တကွယဟံဘုံနာနှင့်တကွသမုဒိနတိဟုသောမင်းကျွန်းသောလူနှင့်တကွသောဤသတ္တလောကအပေါင်းသည်ဤအာဝတ္တနိမာယာဟုသာသနာပြင်ပပုဂ္ဂိုလ်တို့ဆွဆွဲခံရသည်တရားဒေသနာဖြင့်လိပြဆွဲဆောင်အဆုံးအမကိုခံယူရသည်ဖြစ်ပါအလုံးစုံသောနတ်နှင့်တကွသောတတ္တလောကကြီးတစ်ခုလုံး၏ရှိလျာသောညင့်နေပါလုံးစီပွားတရားများဖို့ရံချမ်းသာတရားပွားဖို့ရံသာဖြစ်ပါတော့သည်အယုတ်ဆုံးအားဖြင့်ဗတ္တိယဤငါဘုရား၏ရှေးမောဝဲထင်ရှားရှိကြသောအင်ကြီးမင်းကြီးတို့ပင်တော်မှဤသာသနာပြင်မှာပုဂ္ဂိုလ်တို့ကအာဝတ္တနိမာယာဟု၍
အလွယ်လွယ်အချောချောဆူဆွဲပြောဆိုအပ်သည့်ဓမ္မဒေသနာဖြင့်လှိပြဆွဲဆောင်အဆုံးအမဟောမာတာပေသည်ကိုရရှိကုန်ကြဤအင်းကြီးမင်းကြီးတို့ကလျက်ကဲ၍စေတနာရှိသောသစ်ပင်ကြီးတို့လိဖြစ်ပါကုန်အဤအင်းကြီးမင်းကြီးတို့ပင်တော်မှလေးရှိလျာစွာသောညင့်နေပါလုံးစည်းပွားများဖို့ရန်ချမ်းသာတရားပွားဖို့ရန်ဖြစ်ပါတော့သည်ဟုသာပင်ညူများစွာဘုရားသည်ဗန္ဒီယာလိတ်စဝေကိုတဖန်မေးမြန်း၍ထိုသန္တနာပြင်ပအညဒိဋ္ဌိယပုဂ္ဂိုလ်တို့ကစွဆွဲပြောဆိုသည့်ယဟန်ကြီးဂေါတမသည်မျက်လှည့်ဆရာကြီးသည်အာဝတ္တနိအမည်ရှိသောမျက်လှည့်အတ္တကိုတန်တော်သိသောပုဂ္ဂိုလ်သည်ယင်းအာဝတ္တနိမျက်လှည့်အတ္တဖြင့်သာသနာပြင်ပဒိဋ္ဌိတို့ဤတပိသာဝကတို့ကိုလှိပြဆွဲဆောင်၍ရှိဟု၍စွဆွဲပြောဆိုသောစကားကိုရှင်းလင်းဖြေကြတော်မူအပ်ပါသည်အရှင်ဗျာတထေဝဟုသောပတ္တမမာလိကဒေဝီသုတ်တံဘဂဝတာကထာကာရဝကေသမေဝတ္ထုသမေကထေသဘာတိတံသာဝတိယမန္တေမာလိကဒေဝိအာရဘဘာတိတံမန္လိကဗန္တေဒေဝီဘဂဝန္တံယေတရောသဘောနုခောဗန္တေဟိတုကောပစ္စယောယေနာမိတေကေသောမာတုကမောဒုဗ္ဗန္နာသဟောတိဒုရူပါတုပါပိကဒန္တနာယဒလိဒာသဟောတိအပ္ပတကအပဘောကအံပိတကသာပိယလကောဗန္နာဗန္တေဟိတုကောပစ္စယောဣရေကေသောမာတုကမောအဘိရူပံသာဟောတိတတနိယပါတာတိကပရမယဝနာပပ္ပရာတာယသမနာကတံအန္တသာဟောတိမဟာဒနာမဟာဘောဂမဟေသက္ခာသာတိသံသမိမန္တေဝတ္ထုသမိဣဒမန္လိကေကိသောမာတုကမောဘောဓနာဟောတိဥမယသာဘဟုလာတိဧဝမာတိနာဗန္တိဘဂဝတာပါတိတံသောမဟာဝဲ၌ပင်လင်ခုနှစ်ခုမြောက်ဖြစ်သောမာလိကာဒေဝီသုတ်တံမြည်သောတရားဒေသနာတော်ကိုဘုန်းတော်၆ပါးနှင့်ပြည့်စုံတော်မူသောသာပင်ညုမြတ်စွာဘုရားသခင်သည်အဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်အကြောင်းပြု၍ဘယ်သို့သောအကြောင်းအတုပ္ပတိကြောင့်ဘယ်သို့သောအချင်းရာအဖြစ်ဟောကြားတော်မူခဲ့ပါသည်ငါရှင်သာဝတိပြည်မွန်စေတဝန်ကြောင့်ရဝဲပသေနရီကောသလမင်းဤမိဖုရားဖြစ်သောမန္လိကာဒေဝီကိုအကြောင်းပြု၍ဟောကြားတော်မူအပ်ပါသည်သာမင်းညမြတ်စွာဘုရားသာဝတိပြည်စေတဝန်ကြောင့်ဝဲကင်းအောင်မွေလျော်နေတော်မူသောကာလပသေနရီကောသလမင်းဧကဒေဝီမေသည်ဖြစ်သောမန္လိကာမိဖုရားသည်ဘုရားထံမှသွားရောက်ရှိခိုးညွ၍အပြည့်ချောင်းပါလွတ်၍တင်အားလျောက်မှသောရ၌ထိုင်နေပြီလင်ကောနုကောဗန္တေဟိတုကောပစ္စယောအစာရှိသည်ဖြင့်ဘုန်းတော်ကြီးမြတ်တော်မူလာတော်မြတ်စွာဘုရားဤလောကဝယ်ထင်ရှားရှိကြသောအယုတ်လီဆို၍ဆင်းလီဆင်းရဲလာအချမ်းရန်လီများလာသောမြတ်မာတုကမမိမိမဖြစ်ကြောင်းမကောင်းသောတရားကအဘယ်တရားဖြစ်ပါသနည်းဘုန်းတော်ကြီးမြတ်တော်မူလာတော်မြတ်စွာဘုရားအဘယ်သို့သောအကြောင်းတရားကြောင့်ဤလောက၌အချို့သောမာတုကမသည်အယုတ်ကဆို၍စီးပွားဥစ္စာများမြတ်ပြည်လည်ချွေရန်ပေါ်များ၍နေပါသနည်းဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားဘယ်သို့သောအကြောင်းကြောင့်ဤလောက၌အချို့သောမာတုကမမင်းမိမသည်အယုတ်အစင်းလှပ၍ရှင်ရဲ့နွမ်းပါပြည်လည်ချွေရန်ပရိသတ်နိဗ္ဗာန်သူဖြစ်ပါသနည်းဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားအဘယ်အကြောင်းတရားကြောင့်ဤလောက၌အချို့သောမာတုကမမင်းမိမသည်အယုတ်အစင်းလိလှပစီးပွားဥစ္စာလိကျွဲဝအချွေရန်လိများမြတ်သူဖြစ်ပါသည်ဟုလျှောက်ထားခဲ့ပါသည်ထိုကံသဖြင့်ညမြတ်စွာဘုရားကဣဒမန္လိကေကိသောမာတုကမောကောဒနာဟောတိဥပါယသဘဟုလာအစရှိသည်ဖြင့်မန္လိကာမိဖုရားဤလောက၌အချို့သောမာတုကမမိမိမသည်အမျက်ဒေါသလိထွက်လေရှိပေ၏သမဏဗျာမဏအမည်ရသောသူတော်ကိုင်းဝန်ပုဂ္ဂိုလ်တို့အားလေသမင်အဖြောအဝုရင်ယထာပန်းနန္တာပြောင်းရှိမီရနေရာကြောင့်ဒီဟုသောလူဘဝတ္ထု10ပါးကိုလေးမလူခဲ့
သူတစ်ပါးတို့ဤလက်ပူသောသက္ကာရအယုအသေးလေးအမြရှိခိုးမှုမြတ်နိုးမှုအစုစုအပေါ်၌လေးမနာလိုဣဒ္ဓတရားပွားများလေးရှိပေ၏မန္လိကာထိုသူသဘောရှိသောမာတုကာမမင်းမိမသည်ထိုဘဝမှသုတေ၍ဤလူပြေဘဝသို့ကိုင်းရောက်လာသည်ရှိသောအကျဉ်ချင်းမင်းမျိုးပုံနာမျိုးတကြွယ်မျိုးထိုအမျိုး၌ဖြစ်စေကာမူအယုအစင်းလီဆိုဝါအယုအစင်းလီမလပါဥစ္စာလီနီးလာ၍အချွေရံလီနီးသောမာတုကာမမင်းမိမဖြစ်တတ်ပါသည်မန္လိကာမိဗျာဤလောက၌အချို့သောမာတုကာမမင်းမိမသည်အမြတ်တော်သာအာကြီး၍သမဏဗျာမဏအမိရသောသူတော်စင်သူတော်ကောင်းတို့အားလူဘဝတ္ထု7ပါးတို့ကိုလူလေးတန်းလေးရှိပါပေ၏သူဓမ္မတို့ရရှိသောလက်ပူဇော်သက္ကာရအယုသေးအလေးအမြတ်မြတ်နိုးခြင်းရှိခိုးခြင်းအမှုတို့၌မနာလိုဣဒ္ဓဝန်တို့ခြင်းတရားအလင်းကင်းမဲ့ပါပေ၏မန္လိကာမိဗျာဤသို့သဘောရှိသောမာတုကာမမင်းမိမသည်ထိုဘဝမှသုတေ၍ဤလူပြေဘဝသို့ရောက်ရှိလာသည်ရှိသောအယုတ်ကဆိုပါ၏ဇီဝဥစ္စာငါများများ၍အချွေရံလီများလာပါပြီမန္လိကာမိဗျာဤလောက၌အချို့သောမာတုကာမမင်းမိမသည်အမျက်လီမထွက်သာသူဓမ္မတို့ကများစွာပင်ပြောဆိုစေကာမူသူတစ်ပါးတို့ဟာအကျိတ်အခဲအမျက်ဆွဲတည်သောဒေါသမျိုးကိုမဖြစ်ပွားစေတတ်အမျက်ဒေါသချောင်းချောင်းထသည်ကိုမဖော်ပြတတ်သို့စေကာမူသမဏဗျာမဏအမိရသောသူတော်စင်ပုဂ္ဂိုလ်တို့အားကအနပ္ပနသမင်းအပြောစားရှိသောလူဘဝတ္ထု10ရတို့ကိုမလူခဲ့ကြသူတစ်ပါးတို့ရရှိသောလက်ပူဇော်သက္ကာရအရှိန်ဝါကြောသောရှိကိုခြင်းမြတ်နိုးခြင်းပူဇော်ခြင်းတို့ကိုမြင်လေဝန်တို့ခြင်းဣဒ္ဓတရားပွားများလေရှိပါပြီမန္လိကာမိဗျာဤသို့သဘောရှိသောမာတုကာမမင်းမိမသည်ထိုဘဝမှသုတေ၍ဤလူပြေဘဝသို့ရောက်ရှိလာသည်ရှိသောရှေးဘဝကအမျက်မထွက်ခဲ့ခြင်းဟူသောအကြောင်းကြောင့်ဤဘဝ၌ယုတ်ဆင်းကားလှပါပြီဣဒ္ဓတရားများခဲ့ခြင်းအလူအတန်းမပြုခဲ့ခြင်းဟူသောအကြောင်းကြောင့်ဆင်းရဲစွာနှင့်အချွေရံပရိသတ်နိဗ္ဗာန်သောမာတုကာမမင်းမိမဖြစ်ရပါသည်မန္လိကာမိဗျာဤလောက၌အချို့သောမာတုကာမမင်းမိမသည်အမျက်ဒေါသလီမထွက်တတ်သူတစ်ပါးတို့ကမြည်မြပင်များစွာပြောဆိုစေကာမူထိုသူတို့အပေါ်ဝဲဒေါသဖြင့်မစွန့်ညိတတ်အမျက်မထွက်တတ်အကျိတ်အခဲဒေါသဖြင့်အမြဲလိမတည်တတ်ပါပေသမဏဗျာမဏအမိရသောသူတော်စင်သူတော်မြတ်တို့အားလေထမင်းအဖြောအဝတ်ရင်းယထပန်းနန္တာပြောင်းအိယာနေရာကြောင့်စီမီဒီဟုသောလူဝဝတ္ထု10ပါးကိုလေတရားကြည်ပြုလူတန်းလေရှိပါပေသူတစ်ပါးတို့ရရှိသည်လက်ပူဇော်သက္ကာရအယုအသေးအလေးအမြတ်ရှိခိုးခြင်းမြတ်နိုးခြင်းမှုတို့ကိုလေဝန်တိုးခြင်းမနာလိုခြင်းအလင်းမရှိမန္လိကာမိဗျာဤသို့သဘောရှိသောမာတုကာမမင်းမိမသည်ထိုဘဝမှသုတိပြကျွေသေးလွန်ခဲ့သည်ရှိသောဤလူပြည်လောက၌အယုအစင်းလီလှပစည်းစိမ်ဥစ္စာလီများလှအချွေရံလီပေါ်များလှသည်မာတုကာမမင်းမိမဖြစ်ပါသည်မန္လိကာမိဗျာဤဆိုအပ်ပြီးသောအတိုင်းအမျက်ဒေါသထွက်ခြင်းအလူအတန်းမပြုခဲ့ခြင်းဣဒ္ဓဝန်တို့ခြင်းဤတရား3ပါးတည်းဟူသောအကြောင်းကြောင့်အချို့သောမာတုကာမမင်းမိမသည်အယုတ်လီဆို၍ဇီဝဥစ္စာလီမရှိအချွေရံလီများသောသူဖြစ်ပါသည်မန္လိကာမိဗျာဤဆိုအပ်ပြီးသောအတိုင်းအမျက်ဒေါသလီကြီးခဲ့၍အလူအတန်းကိုကပေးလူဣဒ္ဓဝန်တို့တရားကိုကမထားခဲ့ခြင်းဟူသောအကြောင်းကြောင့်ဤလောက၌ချိုးသောမာတုကာမမင်းမိမသည်အယုတ်ပင်ဆိုသောလေဇီဝဥစ္စာများများ၍အချွေအရာများများခြင်းနှင့်ပြည်စုံရပါသည်မန္လိကာမိဗျာဤဆိုအပ်ပြီးသောအတိုင်းအတိတ်ဘဝကအမျက်ဒေါသတို့ကိုမထားခဲ့ခြင်းဟူသောအကြောင်းအလှအတန်းကိုကမပေးကမ်းခဲ့ခြင်းဟူသောအကြောင်းဝန်တိုခဲ့ခြင်းဟူသောအကြောင်းကြောင့်ဤလောက၌ချိုးသောမာတုကာမမင်းမိမသည်အယုတ်အစင်းသာလှပါ၍စီစိန်ဥစ္စာချွေရန်တို့ကနေပါခြင်းဖြစ်ရပါသည်မန္လိကာမိဗျာဤဆိုအပ်ပြီးသောအတိုင်းအချို့သောမာတုကာမမင်းမိမသည်အတိတ်ဘဝက
အမျက်တော်သာလိမထွက်ခဲ့အလူအတန်းကိုလိလူခဲ့သူတစ်ပါးတို့အဘောဝမနာလိုဝန်တို့တရားကိုလိမထားခဲ့ခြင်းဟူသောအကြောင်းကြောင့်ဤပစ္စုပန်ဘဝဝေအယုဝဆင်းလိလှပါဇီဝဥစ္စာချမ်းယံတို့လိများမြတ်သည်ဘာတုကမမိမိမှဖြစ်ရပါသည်ဟုမိန့်ကြတော်မူလပ်ပါသည်ထိုအခါမန္လိကာမိဗျာကယာနုနာဗန္တိအင်းညံသာတိကောဒနာဟောသိဥပါယတာဖူလာအစရှိသည်ဖြင့်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားတပည့်တော်သည်တခုသောဘဝကအမြတ်တော်သာကြီးခဲ့သောမာတုကာမမိမိမှဖြစ်ခဲ့ပါလိမ့်မည်ထို့ကြောင့်မင်းတပည့်တော်သည်ယခုဘဝ၌အယုတ်အစင်းမလှပသောမိမိမှဖြစ်၍နေပါသည်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားတပည့်တော်မှသည်လွန်ခဲ့သောအတိတ်တစ်ခုခုသောဘဝကသမဏဗျာမနာမြည်ရသောသူတော်စင်သူတော်မြတ်တို့အားထမင်းအဖြောစရှိသောလူဘွယ်ဝတ္ထု10ပါးတို့ကိုလှူဒန်းခဲ့သောသူဧကံစင်စစ်ဖြစ်ခဲ့ပါပြီထို့ကြောင့်မင်းတပည့်တော်သည်ယခုဘဝ၌ညာသောဥစ္စာနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဖြစ်ရပါသည်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားတပည့်တော်မှသည်လွန်ခဲ့သောအတိတ်ဘဝတစ်ခုသောဘဝစီကသူဓမ္မတို့အပေါ်ဝဲလက်ပူသောသက္ကာရအယုအသေးအလေးအများရှိခိုးခြင်းမြတ်နိုးခြင်းအပြုခံရသည်ကိုမနာလိုဝန်တိုခြင်းဒီဟုသောအိတ်သာတရားပါခဲ့သူရှင်းခဲ့သူဖြစ်ခဲ့ပါလိမ့်မည်ထို့ကြောင့်မင်းလင်းတပည့်တော်မှသည်ယခုဘဝဝဲမြတ်စွာသောအချွေရံနှင့်ပြည့်စုံသူဖြစ်၍နေပါသည်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားပတိနတိခောသလမင်းနန်းတော်အတွင်းဝဲခတ္တိယဂိုင်းဝန်တို့သမီးအပေါင်းဗျာမနဂိုင်းဝန်တို့သမီးအပေါင်းဂဟပတိဂိုင်းဝန်တို့သမီးအပေါင်းများစွာရှိကြပါသည်ထိုတို့သမီးပေါင်းများစွာတို့ကိုတပည့်တော်မှသည်စိုး၍နေရပါသည်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားတပည့်တော်မှသည်ယနေ့ကစ၍အမျက်မထွက်သောပုဂ္ဂိုလ်ဖြစ်ပါတော့မည်အလူအတန်းပေးကမ်းလေရှိသောပုဂ္ဂိုလ်ဖြစ်ပါတော့မည်သူဓမ္မတို့၏လက်ပူသောသက်္ကာရအစရှိသည်တို့၌မနာလိုဝန်တိုခြင်းအလင်းမရှိသောအမျိုးပေါင်းသမီးဖြစ်ပါတော့မည်အဘိကန္တံဗန္တိအဘိကန္တံဗန္တိအစရှိသည်ဖြင့်လျောက်ဆိုပြည်လင်သာပင်ယူမြတ်စွာဘုရားထံသာရဏဂုံခံယူခဲ့ပါသည်ဤသို့လင်လျောက်ဆိုအပ်ပြီးသောအချင်းအရာဖြင့်မန္လိကသုတ်တံမြည်ရသောဤသုတ်တံဒေသနာတော်မြတ်ကိုသာဝတိပြည်စေတွင်ကြောင်းအရဝဲမန္လိကမိဖုရားလျောက်ထားခြင်းဟုသောအကြောင်းကြောင့်မာတုကမမင်းမိမတို့လေးပါးအပြားကိုခေါ်ပြ၍သဗ္ဗညူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်ရှင်ဘုရားသုနာတုမေဗန္တေသံဃောဗန္တေအာယသမန္တဝိစိတသာရဘိဝန္တံဒီဝိရကတရဓမ္မဗန္နာဂာရိကံဗိရမဗိရကေသအင်္ဂုတ္တနိကာယေသဘုဇိရဘာနိနေကာတိတနာနိဘုဇေဗုဒ္ဓဗုဒ္ဓသသောယသမဝိစိတသာရဘိဝန္တဝိပေဇာဝိပေဇာဝိသေစေတိသတ္တမယထာပုရိမာဂသဘာရမဟာတိရဝရပောရဏသင်္ကိတိဂာရံပထမံဘုဇိတဝါသဝိသေစိတဝါသရဏန္တရံဓမ္မသံဃာယိတုဧဝမေဝမယံပိဓာနိသာဘေဝသတ္တသင်္ကိတိမဟာဓမ္မသမပရိယပန္နာဣမံပိဓမ္မပိဓကံယထာနုပါရဏတောပထာယဧကတောသစ္စာယိတဝါသံဃာယေယမသံဃာတော်ရှင်သူများတို့ဗျာဘုရားတပည့်တော်ယုသေသလျောက်ထားစာကိုနားဆင်တော်မူကြစေလိုပါသည်ဘုရားတပည့်တော်သည်တိပိကတရဓမ္မဘာနာဂာရိကအရှင်ဝိသေသတရာဘိဝန္တကိုအဘိဓမ္မာပိဋကနှင့်အင်္ဂုတ္တနိကေနာယိမေတ္တမေတ္တသောအချက်လက်များစွာတို့မြင်များခဲ့ပါပြီတို့ရှင်ဝိသေသတရာဘိဝန္တသီလိမေတိုင်းမင်းရှင်းလင်းဖြစ်ကြခဲ့ပါပြီတို့ဖြစ်ပါ၍ရှေးခါကာလအရှင်မဂ္ဂသဗ္ဗအစရှိသောရှေးသောသင်္ဃာနာတဲ့မဟာတေများတို့သည်ကျေဥစွာမင်းများကြဖြစ်ကြတော်မူကြပြီလင်တို့မင်းများပြည့်စုံကြည်သည့်အချမ်းမဲ့နိုင်မြတ်စွာဘုရားဟောကြားတော်မူသောတရားတို့စုကိုသင်္ဃာနာတိညဂုံတကဲ့သို့ထိုနည်းတူပင်ယခုကာလ၌ဤသတ္တသင်္ဃာနာမဟာဓမ္မသဘင်ကြီးနဲ့ပါဝင်တဲ့သင်္ဃာနာတင်ခြင်းကိစ္စကိုဆောင်ရွက်တော်မူကြသောအာလုံးသောသင်္ကိတိကာရကအရှင်သူများတို့သည်ဗိဓမာပိဋကကိုခေါ်ဆိုရသောညစွာဘုရား၏စကားတော်စုကိုဆင်ရောက်ရမှစ၍တပေါင်းဤအညီညွတ်သောကဝါမြတ်ဝန္တာနှင့်သံဃာနာတင်ကြပါစို့သက်တော်ရှိရှင်ဘုရားတို့ကတမိဓမ္မောကုသလာသတုတုဘူမိတုကုသလာဣမိဓမ္မောကုသလာ
တမိဓမ္မာကုသလာဝါရတာကုသလာစိတ်တို့ပါရာဤမိဓမ္မာကုသလာကတမိဓမ္မာဗျာဂတာသတုသူဘူမိသူဝိပါကောဤသူဘူမိသူကရိယာဗျာဂတာဘူကေသာနိဗ္ဗာနိသာဤမိဓမ္မာဗျာဂတာကတမိဓမ္မာဒုက္ခယဝေဒနာယသမယုဒ္ဓကာမဝဇ္ဇရာကုသလာတောသတ္တရောသောမနတာသာဂတာစိတ်တုပါရာအာကုသလာတောသတ္တရောကာမဝဇ္ဇရာကုသလာသာဝိပါကဒောသကရိယာဒောသဧသာရူပဝဇ္ဇရာတိကာသတုကဇာနာကုသလာဒောသဝိပါကဒောသကရိယာဒောသလောကုတ္တရာတိကာသတုကဇာနာကုသလာဒောသဝိပါကဒောသဤရူပနာဒုက္ခဝေဒနာတပိတဝါဣမိဓမ္မာဒုက္ခယဝေဒနာယသမယုဒ္ဓကတမိဓမ္မာဒုက္ခယဝေဒနာယသမယုဒ္ဓဝေဒောမနတာသာဂတာစိတုပါရာဒုက္ခသာဂတံကာယဝိညာဏဣတုပါဏဒုက္ခဝေဒနာတပိတဝါဣမိဓမ္မာဒုက္ခယဝေဒနာယသမယုဒ္ဓကတမိဓမ္မာအဒုက္ခမသုခယဝေဒနာယသမယုဒ္ဓကာမဝဇ္ဇရာကုသလာတောသတ္တရောဥပိ္ခာသဂတာစိတ်တုပါရာအာကုသလာတောသာကာမဝဇ္ဇရာကုသလာသာဝိပါကတောဓာတာအာကုသလာဝိပါကတောသာကရိယာတောသာရူပဝဇ္ဇရာသတုကံဇာနာကုသလာတောသာဝိပါကတောသာကိရိယာတောသာသတ္တရောရူပဝဇ္ဇရာကုသလာတောသာဝိပါကတောသာကိရိယာတောသာလောကုတ္တရာသတုတံဇာနာကုသလာတောသာဝိပါကတောသာဣတုပါဏဒုက္ခမတုကဝေဒနာတပိတဝါဣမိဓမ္မာဒုက္ခမသုခယဝေဒနာယသမယုဒ္ဓသိတောသဝေဒနာရူပေသာနိဗ္ဗာနိသာဣမိဓမ္မာလောကတဗ္ဗာဒုက္ခယဝေဒနာယသမယုဒ္ဓတိပိဒုက္ခယဝေဒနာယသမယုဒ္ဓတိပိ ဩဒေငမဝါဒာဒောဂမဝါဒာဒုစိတယဝါဒာကုဋ္ဌတယဝါဒာသင်္ဃမင်္ဂနုတာရိနောဝါဒာဘာသာသောဘာသာသောဣတိယာဝါပနိညာတိကေတိယစ္စတံယစ္စတံဝါယောဝါယောဂတံဥပါရိဏံယာဥဒတိဘေကုဣဇတိကာဝါယောဓာတုယာစေဝါခောပနာဣဇတိကာဝါယောဓာတုယာသပထဝီဘာယိရာဝါယောဓာတုဝါယောဓာတုရေဝေသာသာနေတမမဧသောဟာနတမိသာမေသောအတာတိဧဝမေတံယထာဘုတံသမ္မပညာယတထဗံဧဝမေတံယထာဘုတံသမ္မပညာယဒိဋ္ဌဝါဝါယောဓာတုယနေ
တိကာအာဂါသဓာတုယာဣဇာတံသစ္စာတံအာဂါတံအာဂါသဂတံဥပါလိဏံဝေယတိတံသံနိစေတံနာနိစေတံမုခဒဝရံယေနသအပိဒပိဒသာယိတသာယိတံဧသောရတိယထာသအပိဒပိဒသာယိတသာယိတံသာဒိဋ္ဌတိယေနသအပိဒပိဒသာယိတသာယိတံဒောဘာဒံနိဒမတိယဝပတိညာပိဒိဋ္ဌိသစ္စာတံသစ္စာတံအာဂါတံအာဂါသရတံအကံအကရတံဝိဝရံဝိဝရကတံအာသံဘုဒ္ဓမန္တလောဟိတေဥပါဒိဏံညာဥဒတိဘိက္ခုသစ္စာတိကာအာဂါသဓာတုယာဇေဝသောပါဏသစ္စာတိကာအာဂါသဓာတုယာသဗာယေရာအာဂါသဓာတုအာဂါသဓာတုရေဝေသာတံမေဓမ္မမနေသောအမတမိနာမေသောအတ္တတိဧဝမေတံယသာဘုဒ္ဓံအမပညာယဒဋ္ဌဗံဧဝမေတံယသာဘုဒ္ဓံသမပညာယဒိဋ္ဌဝါအာဂါသဓာတုယာနိဗ္ဗေနတိအာဂါသဓာတုယာစေတံဝိရစေတိသာပရံဝိညာဏယေဝအဝသိတတိပရိသုဒ္ဓံပရိယောဓာတံယေနသာဝိညာဏေနဒေဝိသနာတိဒုက္ခတိပိဝိသနာတိဒုက္ခတိပိဝိသနာတိအာဒုက္ခမဒုက္ခတိပိဝိသနာတိဒုက္ခဝေရဏိယဘိက္ခုသာသံပတိစ္ဆာဥပ္ပဇ္ဇတိဒုက္ခဝေရဏသောဒုက္ခဝေရဏဝေရိယမာနောဒုက္ခဝေရဏဝေရိယမိတိပဇာနာတိအာဒေဝဒုက္ခဝေရဏိယသာဖာတာတာနိရောဓာညာတိသံဝေရဟိတံဒုက္ခဝေရဏိယအာသံပတိစ္ဆာဥပ္ပါနာဒုက္ခဝေရဏမာနိရောဓတိမာဥပါသမတိတိပဇာနာတိဒုက္ခဝေရဏိယဘိက္ခုအာသံပတိစ္ဆာဥပ္ပဇ္ဇတိဒုက္ခဝေရဏသောဒုက္ခဝေရဏဝေရိယမာနောဒုက္ခဝေရဏဝေရိယမိတိပဇာနာတိသတေဝဒုက္ခဝေရဏိယသာအတ္တတာနိရောဓာယံတိသံဝေရဟိတံဒုက္ခဝေရဏိယအတ္တပတိစ္ဆာဥပ္ပါနာဒုက္ခဝေရဏာနိရောဓတိသာဝုပသမတိတိပဇာနာတိအဒုက္ခမဒုက္ခဝေရဏိယဘိက္ခုအာသံပတိစ္ဆာဥပ္ပဇ္ဇတိအဒုက္ခမဒုက္ခဝေရဏသောအဒုက္ခမဒုက္ခဝေရဏဝေရိယမာနောအဒုက္ခမဒုက္ခဝေရဏဝေရိယမိတိပဇာနာတိသတေ